ကြည့်နော်တနည်းအားဖြင့်ရှောင်ထွက်သွားလို့ပြောနေတာမဟုတ်ရင်ကျွန်တော်တို့ထိတ်တိုက်တိုးတော့မှလေလက်ခုပ်ဆိုတာကနှစ်ဖက်တီးမှမိတာတစ်ဖက်ကလာတီးနေတဲ့အချိန်မှာကိုကရှောင်လိုက်လက်ခုပ်တီးလို့ရသေးလားမရတော့ဒီလိုပဲဖခင်ကရန်တောက်မမူနဲ့လို့ပြောတဲ့အခါမှာကြီးမားတဲ့ပြဿနာကြီးတွေမဖြစ်ဖို့ရန်အတွက်ရှောင်ထွက်လိုက်ပါလို့ဘုရားသခင်ကကျမတို့ကိုပြောပြနေခြင်းဖြစ်တယ် Fight on your knee ဒူထောက်ဘုရားဘာလုပ်မလဲသလားနှလုံးသားသာမှန်ကန်နေပါစေရန်သူရဲ့ခေါင်းပေါ်မှာငါမိခဲကိုတင်မယ်တချို့သောသူတွေကအဲ့ရန်သူခေါင်းပေါ်မှာမိခဲတင်မဲ့အချိန်ကိုပဲစောင့်နေမြန်မြန်တင်လေးကိုတော့မြန်မြန်တင်မသေးသေးဘူးကိုတော့ရဲ့မပြက်စီးသေးဘူးတခါတဲ့မင်းတို့ချိန်စဲနေရ तू ချိန်စဲနေရ तू မသိလိုက်ဘူးအဲ့လိုလုပ်ရမှာမဟုတ်ဘူးညီကိုမောင်မတို့ကျမတို့ကမေတ္တာပို့ရမှာဖြစ်တယ်ဒီနှလုံးသားမှန်ကန်ခြင်းတွေကနေသွားရမှာဖြစ်တယ်တစ်ဖက်မှာလည်းကျမတို့ကအဲ့လိုသူ့ရဲ့မကောင်းကြောင်းတွေကိုဟိုလူပြောလိုက်ဒီလူပြောလိုက်ဟိုလူကိုတော့သတင်းပို့လိုက်ဒီလူကိုသတင်းပို့လိုက်အဲ့တော့ဘာဖြစ်သွားဆိုရှာနှစ်ခွဖြစ်သွားတယ်ပြန်စဉ်းစားပါကွဲပြားစေတော်သူလားမေတ္တာကိုပြုစုတော်သူလားဒီနေ့အသင်းတော်ဆိုတဲ့အရာကကွဲပြားဖို့နဲ့ဘုရားသခင်လိုတော့မရှိဘူးအသင်းတော်ဆိုတဲ့အရာကတယောက်ကတော့ကိုယ့်အပေါ်မှာပြစ်မှားနေရင်တောင်မှခွင့်လွတ်နားလေသွားဖို့ရန်အတွက်ရန်ငြိမ်းပေးဖို့ရန်အတွက်ကျွန်တော်တို့ပြုစုရမှာဖြစ်တယ်ရန်ငြိမ်းစေဖို့နဲ့ပြုစုတော်သူဟာဒီနေ့ဘုရားရဲ့ရှင်မှာမင်္ဂလာရှိတယ်တဲ့မင်္ဂလာရှိတော်သူတွေဖြစ်ကြရအောင်အာမင်ဒါကြောင့်ကျွန်တော်တို့နားလည်စေခြင်းနဲ့ကျွန်တော်တို့အသက်တာထဲမှာဒီနှလုံးသားကြီးတွေတန့်ရှင်းနေဖို့အတွက်အရေးကြီးတယ်ကျွန်တော်တို့အသက်တာထဲမှာဒီနှလုံးသားကြီးတန့်ရှင်းနေတယ်ကိုယ့်ရဲ့စိတ်ဟာတကယ်ကိုဘုရားသခင်တမန်တရားနဲ့ညီညွတ်နေတယ်ကိုတကယ်ကိုထိန်းချောင်းလို့ရတဲ့အသက်တာဖြစ်ပြီဆိုရင်သင်ဟာဘယ်နေရာပဲရောက်လူအပေါင်းကိုမင်္ဂလာရှိစေတယ်ကောင်းကြီးမင်္ဂလာရှိစေတဲ့သူဖြစ်လိမ့်မယ်သင်ရောက်တဲ့အရက်တိုင်းကလူတိုင်းမြင်တဲ့အခါမှာမင်္ဂလာရှိသောသူလို့ခေါ်ဝေါ်သမုတ်ခြင်းကိုခံစားမှာဖြစ်တယ်အဲ့လိုလူကတောမှာရောက်ရင်လည်းမင်္ဂလာရှိတယ်ဟဲ့အာမင်ဟိုနိုင်ငံခြားရောက်လည်းမင်္ဂလာရှိတယ်ဟဲ့သို့တော့ခုနကျွန်မပြောခဲ့တဲ့ဂုံးတိုက်သောရှာမိတ်ဆွေအပေါင်းအသင်းချင်းရန်တွေ့စေဖို့အတွက်လှုပ်ဆောင်တဲ့ရှာဒါမှမဟုတ်သူတစ်ပါးရဲ့ချစ်ချင်းမြတ်တာကိုခွဲသောရှာသူတစ်ပါးရဲ့အသက်ရကိုရှုံချသောရှာဆိုရင်ဒီသင်ဘယ်နေရာပဲရောက်ကောင်းစားမှာမဟုတ်ဘူးကောင်းစားနေတယ်ဆိုရင်တော့သူတစ်ပါးရတဲ့ကောင်းကြီးမင်္ဂလာနဲ့သင်ရွှေငကက်ရောင်ကြောင့်နော်တခါတည်းပါးပြောင်နေတယ်ဆိုတဲ့အတိတ်ပဲရှိလိမ့်မယ်ဟုတ်လားအကောင်းအဖြစ်ကျွန်တော်တို့အစိုးကိုနိုင်ပေါ်တဲ့အချိန်ရောက်နေပြီဖြစ်တယ်ရင့်ကျက်ခြင်းစီကိုကျွန်တော်တို့တက်လှမ်းရအောင်ရံမတုံ့ပြန်နဲ့ကြီးကန်းနဲ့ပြန်ရံမဖြစ်နဲ့ရွှေလဲရုံအပေါ်မှာပြန်ကျက်စင်နဲ့သွားပြီးတော့မြေကြီးပေါ်မှာရံမဖြစ်နဲ့အပေါ်မှာနေရအောင်ဟာလေလုယာကိုယ်အရိုက်ရာကိုအမြဲတမ်းဆင်ခြင်ရအောင်ဟာလေလုယာရှင်ဘုရင်နဲ့ယစ်ဘရဟိတ်တွေဖယားသခင်ရဲ့အပေါင်းအသင်းတွေဒီနေ့သိုးသောသူတွေကိုကျွန်တော်တို့မြင်တဲ့အခါမှာရံမဖြစ်ပါနဲ့သူတို့ကိုတနာပေးလိုက်ပါကျင်နာပေးလိုက်ပါခွင့်လွှတ်ပေးလိုက်ပါဖယားရဲ့မြတ်တာကိုပြန်လဲပြီးတော့စီစဉ်ပေးလိုက်ပါအားလုံးရှေ့နေရာကနေခဏလောက်မတည့်ရ